မိတ်ဆွေအားလုံးမင်္ဂလာပါဗျကိုပေါ်ဦးကဒီနေ့ပစ္စည်းတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော်ကိုပေါ်ဦးကလက်မှုပညာဝါနာပါတဲ့ခါကျတော့ကိုပေါ်ဦးလောက်တာဓာတ်လေးတစ်လက်ပေါ့ဗျာနော်ဓာတ်တစ်လက်နဲ့မိတ်ဆက်ပေးမယ်ကျူတော့ပြောထားမယ်နော်လိုင်းပေါ်မှာရောင်းလို့မရဘူးဟိုလိုင်းပေါ်လည်းမရောင်းပို့လို့လည်းမရဘူးပေါ့နော်ပို့လို့မရဘူးကိုပေါ်ဦးဆိုင်မှာတော့ရောင်းတယ်ကိုပေါ်ဦးပြပေးမယ်နော်ပစ္စည်းလေးကြိုက်တယ်ဆိုကိုပေါ်ဦးဆိုင်မှာဝယ်လို့ရတယ်အခုမော်လူဆိုတော့ကိုပေါ်ဦးကမိန်လန်းပေးဆိုတော့ဒီရှေ့တွေဖြတ်တယ်လေနော်တချို့လောပါနေဆိုလို့ရှိရင်လည်းဒီကိုပေါ်ဦးဆိုင်ရှိတွေဖြတ်တဲ့ခါကျတော့ဒီပေးကိုတူလို့ဒီရဲ့ပို့ကိုတူလို့ရှိရင်ကိုပေါ်ဦးဆိုင်မှာအားပေးလို့ရတယ်နော်ကြိုက်ရင်အားပေးပေါ့ဗျာနော်ဒါကိုပေါ်ကဝါနာရကြော်ညာပေးတာပြပေးမယ်နော်ကချင်သားလေးဒါအယိုးကဒီမှာကြီးပြီးတော့ဒီမှာလေးသေးထားနော်ဒီမှာ rapid တစ်ချက်ပါမယ်အယိုးတွေပါရိုက်ချွတ်လို့မရဘူးသူကအမင်းကဒီထိဖောက်ထားပေးတယ်နော်ဒါတတ်ထုပိတ်ထားပေးတယ်မနော်data လိုက်ကတော့ဒီလိုဓာတ်မျိုးကိုဟောပေါ့နော်အခေါ်ဝေါ်ဒီကွာရင်ကွာလိုက်မယ်ဒါကပုံလို့ခေါ်တော့ဒီဓာတ်ကိုကချင်သားလို့ခေါ်တယ်နော် data လိုက်ကတော့အခေါ်ဝေါ်ကွာရင်ကွာလိုက်မယ်သူကဓာတ်တွေကတန်နေရနဲ့တန်နေရတယ်မတူဘူးလေနော်မြို့ချောင်းပါမယ်မြို့ချောင်းပါမယ်နော်ပြီးတော့ဒီမှာကျွန်တော်တို့ရက်ဒိတ်ပါမယ်ရက်ဒိတ်ကိုပုံရိုက်ထားပြီးတယ်25ရက်10လပိုင်း2025နော်ဒီဓာတ်လေးကဒီဓာတ်လေးကဆိုလို့ရှိရင်ဒါကိုပုံကနှစ်သိန်းပေါ်ပေါ်နဲ့ရောင်းပေးမယ်နော်ဒီဓာတ်ကိုပုံနှစ်သိန်းပေါ်ပေါ်နဲ့ရောင်းပေးမယ်ကိုပုံဆိုင်မှာပဲဝယ်လို့ရမယ်နော်ကိုပုံဆိုင်မှာဝယ်လို့ရမယ် online ပေါ်တွေတင်မြောင်းပါဘူးခင်ဗျာဝါရဏအရတင်ပေးတာပါကိုပုံကလက်မှုပညာမျက်နှာရဲ့အတွက်မိတ်ဆွေများပြပေးတာပေါ့ဗျာနော်ဒါပါအနောက်တူတယ်တွေထူတာပေးပါတယ်တောင့်ထားပေးတယ်နော်ကြည့်ပါအနောက်တူတယ်တွေကနော်ကြွက်မီးလို့ပဲထူပြီးတော့ဖြေးပေးခြင်းပဲဆင်းသွားတယ်နော်အတွားအနောက်အကုန်ဖြောင်းတန်းစေရမယ်ဗျာနော်ဒါမှလက်ကတတ်ထုပေါ့နော်လက်ကတတ်ထုပါတောင်းလေးနဲ့လောက်ထားပေးပါတယ်အမေဆွေတို့ပြပေးတာပေါ့နော်ဒီဓာတ်လေးကြိုက်တယ်ဆိုရင်မော်လူမျိုးဖြတ်သွားရင်ကိုပေါ်ဦးဆိုင်မှာရပါတယ်ကြိုက်ရင်အားပေးလို့ရပါတယ်ခင်ဗျာဆိုင်မှာပေါ့နော်နှစ်သိန်းပေါ်ပေါ်နဲ့ရောင်းပေးပါမယ်ခင်ဗျာဒီဓာတ်လေးကိုလေနော်ကျေးဇူးတင်ပါတယ်